နန်းတော်ရဲ့အမြင့်ဆုံးနေရာမှာစာနေရပေမဲ့ညာတိုင်းအိမ်မပြောနိုင်ခဲ့ပါဘူးမျက်စိမှိတ်လိုက်တိုင်းရွှေကူကြီးဖျားတွေကဖခင်ဖြစ်သူရဲ့နောက်ဆုံးရုန်းကန်တန်တွေအသက်ရှူကျက်နေတဲ့အတန်တွေကိုပြန်ကြားနေရတယ်သူကကြောက်လန့်တကြားနဲ့ညဘက်မှာထအော်တတ်ပြီးနန်းတော်တစ်ခုလုံးကိုအဆောင်ချက်တွေအထက်ချထားခဲ့ပါတယ်အုတ်တစ်ချက်နဲ့တစ်ချက်ကြားအတဇင်းဝင်ရင်လက်သမားရဲ့လက်ကိုဖျက်တုပ်ပစ်ခဲ့ပါတယ်ဒါကြောင့်ဓမ္မရန်ကြီးကကုသိုလ်ဖျားထက်လက်သမားတွေရဲ့မျက်ရည်နဲ့သွေးတွေစွန်းထင်နေတဲ့အဆောက်အဦကြီးဖြစ်လာခဲ့ပါတယ်တနေ့မှာနရသူဟာသူ့ရဲ့မိဖုရားတစ်ပါးဖြစ်တဲ့ပတိခရမင်းသမီးကိုအသေးမွားကိစ္စလေးနဲ့စိတ်ဆိုးပြီးကိုယ်တိုင်ကွပ်မျက်လိုက်ပါတယ်ဒီသတင်းဟာမင်းသမီးရဲ့ခမီးတော်ကလပီကမင်းကြီးစီရောက်သွားတဲ့အခါမှာတော့နရသူအတွက်တီမင်းတစ်ခါပွင့်သွားပါတော့တယ်မင်းသမီးရဲ့ခမဲတော်ဟာလက်စားချေဖို့အတွက်အသက်ဆုံးဝင်တဲ့သူရဲကောင်၈ယောက်ကိုပကံကိုဆေလွတ်လိုက်တယ်သူတို့ကပုံနာရောင်ဆောင်ပြီးနရသူမင်းစီကိုကောင်းကြီးပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ချင်းကပ်ခဲ့ကြပါတယ်နရသူကသူ့ကိုလောက်ချမဲ့သူတွေမှမသိပဲနန်းတော်ထဲအထိခေါ်ယူတွေ့ဆုံခဲ့ပါတယ်နန်းဆောင်အတွင်းမှာပုံနာတွေကမင်းကြီးကိုဝိုင်းလိုက်ကြပါတယ်မင်းကြီးအခုတင်ပေးဆက်ရမယ့်အချိန်ရောက်ပြီလို့ပြောပြီးဝတ်ထားတဲ့ဓားမြောင်တွေကိုထုတ်လိုက်ကြတယ်နရသူမင်းဟာကြောက်လက်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့လွတ်လန်းမရှိတော့ပါဘူးနရသူမင်းကွယ်လွန်သွားတဲ့အခါဓမ္မယန်ကြီးဖျားကြီးကလည်းအပီးမတတ်နိုင်ပဲကြံရက်ခဲ့ပါတယ်ဒီကနေ့ထိပကံမြေမှာခန့်ညားစွာရှိနေတဲ့ဓမ္မယန်ကြီးဟာသမိုင်းသင်ခန်းစာကိုလူတိုင်းကိုပြောပြနေတယ်လို့ပါပဲပုံမြင်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီအပန်းမကြည့်ဘူးဆိုရင်အသေးလေးပြေးခဲ့ပြီပါ